မင်္ဂလာပါရှင်ဒီနေ့မှာတော့ຫນွေဦးရာသီစောင်းဦးရာသီနဲ့ဆောင်းနှောင်းရာသီတွေမှာအဖြစ်များတဲ့ပဲတိတာလို့ခေါ်တဲ့ရေကြောက်ပေါက်ခြင်းနဲ့ပတ်သက်ပြီးတော့သိရှိထားတဲ့ဘဝတုတလေးတို့မျှဝေပေးသွားမှာဖြစ်ပါလေရှင်ဆရာမကတော့တော်ဝင်းမမပါတိုင်းစစ်ပညာရှင်တစ်ယောက်ဖြစ်ပါလေရှင်那件该开始将没对子吧是一种稍微阿西洋面的灵光里飞美心的灵光里飞美心古剑马路西前面无边哎奶奶为有他我没家把你心很大一对子吧心ရေကြောက်ပေါက်တယ်ဆိုတာကလေးတငယ်တွေနဲ့လူလက်ပိုင်းတွေမှာအဖြစ်များတဲ့ယောဂတစ်ခုဖြစ်ပြီးတော့ရေကြောက်လို့သတ်မှတ်လို့ရတဲ့အနေအထားတွေကတော့ပထမ3ရက်မှာအပြင်းပြတာစပြားပြီးတော့3ရက်မြောက်မှာရေပြားမှာအဖုငယ်လေးတွေစပြီးပေါက်လာတာတတိယ3ရက်မှာတော့အဖုအသစ်တွေပေါက်တာနေသွားပြီးတော့အချို့အဖုတွေအရေးကြီးတဲလာတာအချို့ဖုတွေမှာပြည်တဲလာတာအဖုလေးတွေပိန်းလာတာခြောက်လာတာမျိုးတွေဖြစ်တတ်ပါတယ်ဒီလိုအခြေအနေကြုံလင်ပြီးတော့9ရက်နောက်ပိုင်းရောက်လာတဲ့အခါမှာတော့အဖုငယ်လေးတွေကစပြီးတော့ခြောက်လာပြီးတော့ရေကြောက်ပေါက်ခြင်းစနစ်ရအောင်မြင်စွာပြီးဆုံးသွားတာဖြစ်ပါတယ်ဒါကိုရှင်းစရာကြီးတွေကဖျား3ရက်ထွက်3ရက်ပြည်တဲ3ရက်နဲ့မန်းသိန်း3ရက်ဆိုပြီးတော့ရေကြောက်ပေါက်ခြင်းစနစ်ရက်လို့သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်ခုဆက်ပြီးတော့ပဲတိတာလို့ခေါ်တဲ့ရေကြောက်ပေါက်တဲ့ကလေးတွေအတွက်ရေချိုးရက်တွေကိုလည်းပြောပြပေးခြင်းပါတယ်ပဲတိတာပေါက်တဲ့ကလေးတွေဟာအဖျားစတင်ပြပြီးပထမ3ရက်မှာရေလုံးဝချိုးပေးလို့မရပါဘူးအဖျားစတင်ပြီးတော့6ရက်ကျော်တဲ့အခါမှာတော့ရေကိုနိုင်ချိုးပေးရမှာဖြစ်ပါတယ်ဒီလိုရေချိုးတဲ့အခါမျိုးမှာလည်းရေချိုးပြီးတိုင်းမှာတိုင်းရင်စေကန်း3ဆေးအမှတ်43အကင်း10ပါးဆေးကိုတနင်္ဂနွေရေကျဲလေးနဲ့သွေးပြီးတော့တကိုယ်လုံးကျဲပါပါလေးလိမ့်ပေးရမှာဖြစ်ပါတယ်ဒီလိုလိမ့်ပေးခြင်းအပြင်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အပူကိုပုတ်ခုမန်ကိုတွေကိုကင်းစင်စေပြီးတော့အမာရွတ်ကြံခြင်းမှာလည်းကင်းဝေးစေမှာဖြစ်ပါတယ်ရေကြောက်ပေါက်တဲ့ကလေးတွေအတွက်တစ်ခုတည်းပေးချင်တာကတော့ရေကြောက်ပေါက်နေတဲ့အချိန်မှာရေချိုးရက်မရပဲရေချိုးတာညှော်ဝင်တာမန်းဝင်တာမသိတဲ့အစားအစာတွေစားသုံးတာဒီလိုအကြောင်းအရာတွေကြောင့်မို့ရေကြောက်ဟာပို့ပြီးတော့ဆိုးဝါးနိုင်ပြီးတော့မန်းဝင်တာပြည်ဝင်တာတပံပြန်ပြီးတော့အဖျားပြန်ပြီးတော့ဖျားတာဖျားပြီးနောက်ပိုင်းအမာရွတ်ကြံခဲ့တာမျိုးတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်မိမိရဲ့ကလေးမှာရေကြောက်ပေါက်လာပြီဆိုရင်တော့အစားတောက်နေတိုင်းဂရုပြုဆင်ញင်ပြီးတော့တက်ကြွနားလဲတဲ့ဆေးပညာရှင်တွေနဲ့ပြသပြီးတော့ကုသမှုခံယူသင့်ပါတယ်ရှင်။ခုလို့ဆိုရင်တော့ပဲတိတာပေါက်ခြင်းလို့ခေါ်တဲ့ရေကြောက်ပေါက်ခြင်းနဲ့ပတ်သက်ပြီးတော့သိရှိထားတဲ့ဘဝတုဒ္ဒတွေကိုအတန်သိသိရှိလိမ့်မယ်လို့ညွှန်လဲပါတယ်ရှင်။ပြည်သက်ကြီးများအားလုံးကိုယ်စိတ်နှလုံးရှင်ပြုံးကြမှာနိုင်ကြပါစေရှင်။